ဒီမြူဆွဲတန်းကိုခေမာထီရီကဒီကြီးတဲ့ညံမျက်လုံးတို့နဲ့စုံမလိုက်ပါတယ်။တာယာလှပတဲ့မနက်ခင်းနေအောင်ကြီးနူးနူးကဝေလူဝင်ဝေယုံတော်လမ်းပြူလေးပေါ်ကိုနှွေးထွေးစွာအုံမိုးချစီနေပါတယ်။ကျင်းငက်တာတကာတို့ရဲ့တန်စင်စုံကဒီတော့တစ်ခုလုံးကိုငိမ့်ညမ်းစွာဖုံးလွှမ်းနေလို့ဒီအင်းမြချင်းရဲ့လဲမှာခေမာထီရီကတရားထိုင်နေလျက်ရှိပါတယ်။ဒါပေမဲ့လည်းငိမ့်ညမ်းခြင်းကိုမလိုလားတဲ့မာနကအလှဆုံးသောယောက်ျားပြိုအသွင်ကိုဆောင်ပြီးသူမထံကိုချီကပ်လာခဲ့တာပါ။သူ့မျက်နှာမှာလောကီအာယုံရဲ့ဖိတ်ခေါ်သံတို့လွှမ်းခြုံလို့နေပါတယ်။အရှင်မငယ်ရွယ်နှုပြိုတဲ့ကိုခန္ဓာကိုဒီလို၆တွေ့တဲ့တော်မှာဘာကြောင့်ညှိုးနှံစေရတာလဲ။နန်းတော်ကိုပြန်ပြီးပျော်ရွှင်ခြင်းကိုခံစားပါလောဒီမြူဆွဲတန်းကိုခေမာထီရီကဒီကြီးတဲ့ညံမျက်လုံးတို့နဲ့စုံမလိုက်ပါတယ်မာနာငါရဲ့ကိုခန္ဓာအင်းကကိလေသာတို့ကကင်းစင်ခဲ့ပြီတင်ရဲ့လှည့်စားခြင်းအနိစ္စပြေဟောကကိုငါကောင်းစွာတည်တယ်ယခုပင်ဖယ်ရှားလောမာနရဲ့အာယုံကခေမာထီရီရဲ့အဘိငိန်တကိုးကြောင့်ပျောက်ကွယ်လေတယ်ရှေယွန်ခြင်းနဲ့အတူမှောင်မိုက်တဲ့အရေးတစ်ခုလိုထွက်ခွာသွားခဲ့ရပါတယ်ခေမာထီရီကဒီမြကြီးမားတဲ့ဉာဏ်ပညာစွမ်းအားကိုဘယ်လိုပိုင်ဆိုင်လာခဲ့တာလဲလွန်ခဲ့တဲ့ကဘာတသိန်းမှာပညာအေးတဲ့အတွက်ဆုတောင်းခဲ့ခြင်းနဲ့ဘိက္ခုနီမအဖြစ်နှစ်ပေါင်း1000တိုင်တိုင်ကျင့်ကြံခဲ့ခြင်းတို့ရဲ့အကျိုးဆက်ကဒီဘဝမှာတာကလာမင်းသမီးခေမာအဖြစ်ရောက်ရှိစေခဲ့တာပါရာဇကြိုနန်းတော်ထဲမှာတော့ခေမာမိဖုရားကမာနပလင်ပေါ်မှာထိုင်နေတဲ့ရွှေရုပ်တုတစ်ပါးလိုပဲတင့်တယ်လွန်လာတယ်သူမရဲ့မျက်နှာမှာငါထက်လှသူမရှိဆိုတဲ့အတွေးကလည်းဆွေးမြဲနေခဲ့တာပေါ့မြတ်စွာဘုရားရှင်ရာဇကြိုပြီးဝေလူဝင်ကျောင်းမှာတရင်သုံးတော်မူနေခြင်းမြတ်စွာဘုရားကရုပ်ခန္ဓာမှာအပြစ်ကိုပြပြီးတရားဟောတော်မူတဲ့ဆိုတဲ့တစင်စကားကိုခေမာမိဖုရားကကြားသိထားတာပါသူမကအစင်းမှန်ရစ်သူဖြစ်ရတော့ငါသွားလျင်မြတ်စွာဘုရားကအစင်းရုပ်မှာအပြစ်ကိုပဲပြတော်မူနိုင်တယ်ဆိုပြီးတွေးကြံမိပြီးကြောင်ရွံ့စွာနဲ့မြတ်စွာဘုရားရှင်ထံတော်ကိုအဖူးမြော်မသွားရောက်ဖဲနေခဲ့ပါတယ်။ဗိမတာရမင်းကြီးကတော့တောတာပန်အရိယာဖြစ်တာမို့မိမိရဲ့ချစ်လှစွာသောမိဖုရားကိုလည်းလောကီအလှတဲ့တာလွင်နဲ့တရားအလှကိုမြင်စေလိုပါတယ်။ဒါကြောင့်မိဖုရားကြီးကိုမြတ်စွာဘုရားရှင်ထံဖူးမြော်စေဖို့မေတ္တာနဲ့ပရိယေကြံစီပါတယ်။အမတ်တို့ဝေလူဝင်ကျောင်းတော်ရဲ့တာယာဘုံကိုတချင်းအဖြစ်ဖွဲ့တည်စီရုပ်ခန္ဓာရဲ့တာယာမှုကိုဆွဲလန်းတဲ့မိဖုရားရဲ့နာတွေကိုဒီဂီတသံတို့ရောက်စေတည်းမင်းရှိတာကြောင့်နန်းတော်တစ်ခုလုံးတာယာနာပြောဝဲတီးသံတို့နဲ့ဖုံးလွှမ်းလာခဲ့ပါတယ်တချင်းသံတို့ကစိမ့်လန်းတဲ့ဝေယုံတော်ရဲ့ငြိမ်းချမ်းခြင်းပန်းပေါင်းစုံတို့ရဲ့ရနန်းတို့ကိုစာတအဖြစ်ပေါ်ချူထားပါတယ်ခေမာမိဖုရားဒီတချင်းသံတွေကိုကြားတဲ့အခါမှာအရင်ဝေလူဝင်ဥယျာဉ်တော်ကိုမြင်းတရားနဲ့ဒီမွေ့လျော်ပျော်ပါသွားရောက်ခဲ့ဘူးဒီမဲ့လေမသွားဘူးတဲ့သူလိုအထူးတလဲအစမ်းတကျအံ့ဩဖွယ်ကြီးချင်းပြီးတော့သွားရောက်ကြည့်ရှုခြင်းနေတဲ့စိတ်ဆန္ဒကလည်းပြင်းပြနေပါတယ်ဒါကြောင့်ဗိမတာရမင်းကြီးတရားကိုဖွင့်ပန်ပြီးဖျားရှင်ကိုရှောင်ရှားလို့စိတ်နဲ့ဆုံးခံကြွခြင်းကိုရွေးပြီးအခန်းအနားနဲ့ဝေလူဝင်ဥယျာဉ်စီကိုထွက်လာခဲ့တာပါမြတ်စွာဘုရားနဲ့မတွေ့ရအောင်ဥယျာဉ်တော်ကိုအရင်ဝင်ပြီးအပွင့်အတီးအကင်းအငုံပန်းမျိုးစုံပွင့်ဖူးပန်းဝေကြီးယူတုံးပြားပရုံတို့ကလည်းတော်တော်အုပ်အောထွန်ကြီးတောင်မြကခုတ်ကျင်းရဲ့တန်စုံနှွှမ်းချုံနေတဲ့ဒီဥယျာဉ်တွေကစင်ကြံမန္တကျောင်းစရအတီးဒီမှာယောဂီသူများတို့မွေလျော်နေကြပုံကိုဝေလူဝင်ဥယျာဉ်တော်တွင်လက်ပတ်ရှူမြော်ရင်းအချင်းကုန်ဆုံးစီခဲ့ပါတယ်ဒီလိုနဲ့ခေမာမိဖုရားရဲ့ခြေတန်းတို့ကကျောင်းဆောင်နှန်းကိုချီကပ်လာရင်အဲ့ဒီအခိုင်မှာမြတ်စွာဘုရားရှင်ရဲ့တကူတော်ကြောင့်အမခန်းနဲ့မြင်ကွင်းတစ်ခုကိုသူတယောက်တည်းတွေ့မြင်လေရတာပါတောက်ပါတဲ့အစင်းရှိတဲ့နတ်သမီးတစ်ပါးကဘုရားရှင်ရဲ့ဘေးမှာရိုးသွေးစွာရပ်ပြီးရခတ်နေပါတယ်။အိုငါရဲ့ရွှေစင်းဒီကဒီနတ်သမီးရဲ့အစင်အောက်မှာ
ဘလို့မှမစင်သာပါတကားလို့ခေမာရဲ့ရင်ထဲမှာမာနတတိုင်းကြီးချက်ချင်းပြိုကျလေတော့တယ်မိဖုရားရဲ့မာနကျိုးပြက်ချိန်မှာမဟာပညာရှင်ရဲ့အဆုံးအမကစတင်ပါတယ်ခေမာရဲ့မျက်စိရှိမှာနတ်သမီးရဲ့ခန္ဓာကိုယ်ဟာအချိန်ကိုကျော်လွင်ပြီးပြောင်းလဲလာတယ်ရုပ်ခန္ဓာရဲ့ပြောင်းလဲပုံကိုအနုစိတ်ခေမာမိဖုရားမြင်တွေ့နေရတာပါနတ်သမီးရဲ့နုနယ်တဲ့အသားရည်ဟာရုပ်ချီတွန့်လိန်၆တွေ့လာတယ်ဆန်နဲ့ကေတာတို့ဟာမြူမုံလိုဖြူခွေးမွဲ၆သွားတယ်ဖြောင်တန်းတဲ့ကိုခန္ဓာဟာကုန်းကွေးပြီးတွားကြိုးမျက်ရည်ရွှဲရွှဲနဲ့လဲကြမတတ်ဖြစ်လာတယ်အဲ့ဒီနောက်ယောဂဝေဒနာဆွဲကပ်ခံရတဲ့ရုပ်ခန္ဓာကတကိုယ်လုံးတုံရီနေရင်မြေပုံကိုလဲကျသွားတော့တယ်သူမရဲ့လှပတဲ့အစင်အသာသွေးတို့ဟာချက်ချင်းပျက်စီးဆွေးမြေ့ပြီးနောက်ဆုံးမှာအသက်ဝိညာဉ်မဲ့တဲ့ဖြူဖွေးနေတဲ့အယိုးစုကြီးသားလေးကျွန်းကြံခဲ့ပါတော့တယ်ခေမာမိဖုရားရဲ့မျက်လုံးတွေကထိတ်လန့်ခြင်းကနေတန်ဝေကညံကိုရုပ်ချီပိုးပြောင်းသွားပါတယ်ဒီလောက်လှပတဲ့ရုပ်အစင်းကပင်အဆုံးမှာအယိုးစုသာဖြစ်ရရင်ငါရဲ့အရွှေအစင်းကဘယ်မျှတန်မိုးရှိပါမလဲငါတီလဲဤကံကြမ္မာကမလွတ်နိုင်ပြီတကားဧတရရဲ့အလင်းရောင်မိဖုရားရဲ့အစိတ်အစင်းမှာအနိစ္စမမြဲခြင်းတရားထင်ရှားလာခြင်းမှာမြတ်စွာဘုရားရှင်ကခေမာနဲ့တင့်လျော်တဲ့နည်းနည်းတဲ့တရားတော်ကိုစတင်ဟောကြားတော်မူပါတယ်ရှေးဘဝကပညာသင်ဆုတောင်းရဲ့အစွမ်းထမှုကြောင့်ခေမာမိဖုရားကတရားနာရင်ကနေယဟန္တာဖြစ်ကိုဆိုက်ရောက်ခဲ့ပါတော့တယ်ယဟန္တာဖြစ်တာနဲ့တပြိုင်နက်သူမရဲ့ခန္ဓာအိမ်ကမာနတရားအပေါင်းတို့ကိုဖယ်ရှားလိုက်ပြီးဖြစ်ပါတယ်ခေမာထေရီဟာသာသနာပေါင်းဝင်ပြီးဉာဏ်ပညာအရာ၌အမျက်ဆုံးမဟာပညာဣတရက်ဘွဲ့ကိုရရှိခဲ့ပြီးမာနဤပယောဂမှစ၍ကောတလမင်းကြီးရဲ့နည်းနည်းတဲ့ပြဿနာများကိုပင်ပြတ်သားစွာဖြေရှင်းတော်မူနိုင်ခဲ့တဲ့အက္ကတာဝိကာတစ်ပါးအဖြစ်ဒီနေ့အတိုင်းထင်ရှားလျက်ရှိပါတော့တယ်ဒီဇလန်းကမာနကိုချိုးပြက်ပြီးဉာဏ်ပညာနဲ့နိဗ္ဗာန်ဝင်ခဲ့သူခေမာထေရီဇတ်တော်ကြီးဖြစ်ပါတယ်ဒီဇလန်းကနေဘသူမဆိုကံဉဏ်ဝိရိယရှိအားထုတ်ကြိုးစားမယ်ဆိုရင်ကိုယ့်ရဲ့အတိတ်ကအညံ့ဆွဲမှန်ဆွဲတွေကိုချိုးနေပြီးမြင့်မြတ်တဲ့ပန်းနိုင်ကိုရောက်ရှိမယ်ဆိုတာပါပဲအဆုံးထိကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်ကျမစုမြတ်ကြီးပါနောက်ဗီဒီယိုတွေမှာပြန်ဆုံကြရအောင်ပါနော်